အခုဂျပန်လည်းထွက်သွားပြီနယ်သာလန်လည်းထွက်သွားပြီနယ်သာလန်ပြီးတော့ကရန်အားပေးတာတိလားဘောလုံးကိုရန်ယူသွတ်တာနယ်သာလန်လိမ္မော်ကြောင်ကိုလေဘောလုံးကိုရန်အားပေးရနောက်ဂျပန်လည်းလူဂျပန်လူတွေကမျက်ရည်ခိုင်ငိုကြတယ်ငိုတာဂျပန်ဂျပန်မှာလေချောပေါ့နော်မင်းဟိုပေါ့နော်အဲ့ဒါဟိုလူကြိုက်ညာတာပေါ့နော်ချော3ယောက်ရှိခဲတဲ့တယောက်ကအိမ်အောင်ကြသွားပြီတယောက်ကကြတော့ရှိသားရှိတယ်တယောက်ပဲလွတ်တယ်တဲ့အတာကဘောလုံးသမားအလုတ်ကလေပြင်မနေတော်တော်ပြင်မနာဒါပေမဲ့အဲ့လိုရန်လေးပေါ့နော်ဟိုဖြစ်သွားလို့ရှိရင်ဟိုမစီလို့ဖြစ်သွားအရန်ပတ်စံရတာတော့တိလားသူတို့မှလေတော်ချမ်းသာတာမီလီယံနာတွေဘီလီယံနာတွေဖြစ်တယ်ဟိုအမ်ဘာပီဆိုမောက်မှာအမ်ဘာပီကပတ်စံရှိသွားတော့မောက်မှာအမ်ဘာပီကဒိုင်လူကြီးတောင်သူပြန်ခိုင်းတာသူ့ဟိုလက်ပတ်ကိုလေချွတ်ပြီးတော့ပေးလိုက်တယ်အဲ့ဒီပြောနေကြတယ်အမ်ဘာပီကအကောင်းကြီးသုံးတာဒီစီးပြီးအကောင်းကြီးပဲသုံးတာသူကတော့အမ်ဘာပီကလူပြူလာမသိကလစင်ကမ်ဘာပီရုပ်ကတော့တန်ချမ်းသာတာရုပ်တန်ပါဂျပန်လူတွေဟိုဘောလုံးဝရှုံးဝင်မဲ့လေသူတို့အမိုက်တွေဘောလုံးဝနဲ့အမိုက်တွေရှောက်တယ်ဟို6သိန်းပြီးသူတို့ဟိုဖြစ်တယ်တိန်းပြသူတို့ကလွတ်ဖျားချတာလောက်ပါဂျပန်ကလေဟိုထွက်သွားမှမယ်သူကလေဟိုဖြစ်တယ်ဟိုပေါ့နော်ဟိုကဘာမှာလေကဘာကဟိုဖြစ်သွားတယ်သူတို့အတိမှတ်ပြစ်လိုက်တာပေါ့နော်တော်တယ်ပေါ့နော်အာချတိုက်တစ်ခုအာချတိုက်အတွက်ကိုပေါ့နော်ခုံအာချတိုက်မှာခုံရှိသွားတာပေါ့ဟိုဂျပန်ကလေဟိုထူးချွန်ဖြစ်တာအဲ့သူတို့တက်မှာလေတချို့ဘုံတော်သမားလေးတွေသူလို့ရှိရင်အရင်ကဟိုစတိုးဆိုင်မှာဟိုအရောင်းဖေးလေးတွေဝန်ထမ်းလေးတွေလောက်တာအဲ့7-11လို့ပါတယ်မှာလေအဲ့ဒါဟိုအခုကြတော့သူတို့အဲ့မှာဟိုဘောလုံးကန်တာတော်လေအဆင်ပြေနေတာပေါ့နော်ကြီးပွားတာသူအရန်နာမည်တက်လာလေသူတို့ကဟိုဖြစ်လေအဲ့ဒီဟိုကဘာဖလားကွင်းထဲမှာလေအကုန်လုံးအကဲလာခတ်တာလေဘယ်ဟိုအခုတချို့ရှုံးလို့ပြန်သွားပြီမယ်အဲ့ဒီထက်မှာဟိုဖြစ်တဲ့လူတွေရှိတယ်ထူးချွန်တဲ့လူတွေအဲ့ဒါတွေကိုသူတို့ကခွာမှာအဲ့တော့ပေါ့နော်ဟိုပေါ့ဒီကဘာဖလားကွင်းထဲမှာခြိချခွင့်ရပြီဆိုတော့သူတို့ကအရေးရှင်းရှိလို့လေကဘာဖလားဟိုဟာထဲမှာခြိချခွင့်ရပြီဆိုတော့အရေးရှင်းရှိလို့သူတို့အဲ့ပြန်သွားတဲ့ဟိုအတင်းတွေကဟိုတော်တဲ့ကလေးတွေကိုလေသူတို့စာချုပ်ချုပ်စာချုပ်တွေချုပ်အလူရချုပ်မှာကောင်းတယ်လို့လူရချုပ်ပြီဆိုတော့အဲ့မှာအဆင်ပြေပြီအဲ့ဘောလုံးကပတ်စံရတော်ရတာလေဘောလုံးနဲ့ပတ်သက်ပြီးတော့လက်မှတ်တွေရောင်းတာခုံလက်မှတ်တွေရောင်းတာနောက်တစ်ခါဗာလဲဆိုတော့ဟိုဗာလဲသူတို့ဘောလုံးနဲ့ပတ်သက်တဲ့အဝတ်စားတွေဗာနေပေါ့နော်ဘောလုံးပွဲလက်မှတ်တွေရောင်းတာအဲ့ဒီဘောလုံးပွဲကျင်းပတဲ့နေရာမှာပေါ့နော်အဲ့မှာဟိုခကြီးသွားတွေဟိုအဲ့တဲ့တွေလာများတယ်ဟိုတယ်တွေဗာပုံပေါ့နော်အဲ့လိုဟိုဟာဖြစ်တာပေါ့အဲ့လုတ်တွေဖြစ်တယ်အဲ့ဒါမို့လို့သူတို့တွေကဘောလုံးတမနာမည်ကြီးတာအရင်ချမ်းသာတာဟိုအိမ်ကြီးရနန်းတော်ကြီးလိုပဲနောက်ဗာလဲလင်းပြန်တဲ့ဟယ်လီကော်ပတာတွေအဲ့မျိုးသူတို့မှပါတယ်အဲ့ဒီဟိုကကြတော့ဗာလဲဟိုသူတို့ပြောနာလေဟိုကတယောက်အဲ့ဒီဘောလုံးသမားနည်းနည်းချုပ်ပူလေဟိုဗာလဲဟိုဟာသူ့နာမည်နီမာအကြောင်းနေတော့တက်တယ်တိလားအဲ့ဒီနီမာဟိုဟာဖြစ်တာဘရာဇီးကနီမာ